ကျွန်တော်တို့ရဲ့မြန်မာစာကာ channel ကနေရပြဝတ္ထုစာပေတွေကိုတင်ဆက်ပေးနေပါတယ်ဒီနေ့မှာတော့ဂျိုးပြစ်ထွက်တဲ့ညဆိုတဲ့ဝတ္ထုလေးကိုတင်ဆက်ပေးခြင်းပါတယ်ချင်းတောင်တန်းကြီးရဲ့ရင်ဝင်အောက်မှာချောင်းရိုးရွာကလေးဟာညက်နက်လေးတိတ်ဆိတ်လေးပါပဲရွာဆောင်ကဦးချစ်ဖေရဲ့အင်ရှိမှာတော့ညရဲ့အမှောင်တို့ကလေးလံစွာအုံမိုးထားနေစေသက်50ကျော်ပြီဖြစ်တဲ့ဦးချစ်ဖေဟာတိုးထဲမှာခြေရခံရမှတားကောင်ပြည့်ရမှတစ်ဖက်ကန်းခတ်ကျွမ်းကျင်တဲ့သူတယောက်လို့ရွာတွေကလူတွေကယုံကြည်ထားပါတယ်မျက်လုံးတွေကလည်းညအမှောင်ကိုထွင်းဖောက်မြင်နိုင်တဲ့ရှိတယ်လို့နာမည်ကြီးပါတယ်သူသားအရင်ဖြစ်သူမောင်နေစောကတော့သက်20ကျော်လူငယ်တယောက်ဖြစ်ပေမဲ့တောခိုတာအမဲလိုက်တာဝါသနာထုံပြီးတော့ဖေ့ချေရကိုအနိကဆုံနင်းနိုင်မှုကြိုးစားနေသူပေါ့ဒီညမှာတော့သူတို့သားဖနှစ်ယောက်ကျုံးငက်ပြစ်အောင်ထွက်ဖို့လို့ပြင်ဆင်နေကြလေရဲ့လာပညာဆိုပေမဲ့တိန်တွေကဖုံးလို့လာအောင်ကမိန်ပြပြလေးပဲရှိပါတယ်တောထဲမှာလေတိုက်တန်တော်နဲ့တရွတ်တွေဆဲဆဲတိုက်ခတ်တန်ကပုံမှန်တဲ့ပုံမကျဲလောင်နေတယ်လို့ပါပဲဖေးဒီညဘယ်ကိုသွားရှာကြကောင်းမလဲမောင်နေစောကသူ့လက်ထဲကတူးမီတနက်ကိုဆေးနေရင်တော့မေးတယ်ဒီတူးမီတနက်ကသူ့အဖေစီကနေတင်ယူပြီးတော့ကိုယ်တိုင်ပြုတ်လုထားတာမလို့ယုံကြည်စိတ်ချရတယ်ဒီအပိုင်းတောအုပ်နဲ့ထဲမှာဂျိုးတွေလာနားတယ်ကြားတယ်ကွာအဲ့ဒီပဲသွားရအောင်ဦးချစ်ဖေကခက်ပြက်ပြက်ပြောရင်သူ့ဓမ္မကိုခါမှချိတ်ပြီးတော့သူတို့နှစ်ယောက်လုံးအမဲလိုက်ဝတ်စုံနဲ့ဝတ်ဆင်ပြီးတော့လေးကွာတွေဓာမီတွေဓားတွေနဲ့အလွတ်တဲ့ပစ္စည်းတွေကိုကြောပုတ်အိတ်ထဲထည့်လိုက်ကြတယ်ညက်နဲ့လေတောအုပ်ကြီးကပို့ပြီးတော့မှောင်လာလေပါပဲတောထဲကလေအေးကတဖြည်းဖြည်းတိုက်ခတ်လာပြီးသူတို့နှစ်ဦးကိုတိုးဝင်လာတယ်သွားကြစို့ကွာဦးချစ်ဖေကအုပ်ဆောင်ပြီးတော့တောအုပ်ထဲကိုခြေလမ်းကျဲတွေနဲ့စတင်ဝင်ရောက်သွားတယ်မောင်နေစောလည်းသူ့နောက်ကနေမျက်လုံးဝိုင်းလေးတွေနဲ့လိုက်ပါသွားတော့တယ်တောထဲဝင်လာတာနဲ့အမျှအေးစစ်ဆိုးစွတ်တဲ့လေတို့ကသူတို့ကိုဖုံးလွှမ်းလာတယ်တစ်ပင်ကြီးတွေရဲ့အရက်တွေကထူထပ်လုံးလို့ဓာမီမပိုင်ရင်ဘာမှမြင်မှာမဟုတ်ထုံမုတ်တွေနေပင်တွေကလည်းရှုပ်ပွားနေပြီးတော့သွားလာရတာတော့ခက်ခဲရှိတယ်တိတ်ဆိတ်ငြိမ်သက်နေတဲ့တောအုပ်ထဲမှာသူတို့ရဲ့ခြေတံတွေကတစ်ချက်ချက်မြည်နေတယ်နိုင်ဝက်လောက်ရှောက်ပြီးတဲ့အခါမှာတော့သူတို့ကတောအုပ်ရဲ့ပို့ပြီးတော့နှဆိုင်တဲ့နေရာတစ်ခုစီကိုရောက်လာခဲ့ကြတယ်ဒီနေရာမှာတစ်ပင်တွေကပိုကြီးပြီးပိုထူထပ်တယ်တောအနှံ့တွေကလည်းပုံမဆူရှာပြီးတော့ဆိုထိုင်းမိုင်းနေတယ်ဦးချစ်ဖေကဓာမီကိုမြေပြင်ပေါ်ကိုထိုးကြည့်လိုက်တော့လုံငယ်ချေရလေးတွေကိုတွေ့လိုက်ရတယ်။ညမှာပဲရှိရမယ်နေစော။ငြင်းလေးနေ။ဦးချစ်ဖေကခတ်တိုးတိုးပြောရင်ခြေလမ်းတွေကိုပို့ပြီးတော့နှိမ့်လိုက်တယ်။အောင်နေစောလည်းသူ့လက်ထဲကတူးမီတနက်ကိုအသင့်ပြင်ထားပြီးတော့ဘေးဘီဝဲရကိုဂရုစိုက်လှက်ပတ်ကြည့်နေတယ်။တစ်ပင်ရဲ့အခိုင်းနေချမ်းမှာမှောင်မဲနေပြီးတော့ကျုံးငက်တွေကိုမြင်ရဖို့တော့တိတ်မလွယ်ပါဘူး။ဦးမဖေအောင်နေစောတူတူလေးလှမ်းပြောလိုက်တယ်။ညွန်ပြတဲ့နေရာကိုဦးချစ်ဖေကြည့်လိုက်တော့သူတို့နဲ့မလန့်မကမ်းမှာရှိတဲ့တစ်ပင်ကြီးတစ်ပင်ရဲ့အခိုင်းပေါ်မှာကျုံးငက်တွေတန်းစီပြီးတော့အိတ်နေကြညမောင်ထဲမှာသူတို့ရဲ့မျက်လုံးတွေကမိန်ပြပြလေးမြင်နေရပါတယ်လေးကွာပဲ300အောင်နေစောနတ်ဆိုရင်တန်ကျေတို့တခြားကောင်တွေလန့်သွားလိမ့်မယ်ဦးချစ်ဖေကပြောရင်သူ့ခါကလေးကွာကိုဖြုတ်ယူလိုက်တယ်အောင်နေစောလည်းနားလဲတယ်ဆိုတဲ့အမူအရာနဲ့လက်ထဲကတူးမီတနက်ကိုဘေးကိုချပြီးတော့လေးကွာကိုထုတ်လိုက်တယ်သူတို့နှစ်ဦးသလုံးအသက်ကိုခက်ဖြည်းဖြည်းရှူသွင်းပြီးတော့နှစ်တွေရှိတဲ့တစ်ပင်စီကိုတိတ်ဆိတ်စွာချင်းကပ်သွားကြတယ်ပထမဆုံးပြစ်ခတ်မှုကတော့မောင်နေစောစီကနေစတင်ခဲ့တယ်။သူကလေးကွာကိုတိကျစွာချိန်ပြီးတော့အရှိဆုံးကဂျုံငှက်ကိုပြစ်လိုက်တယ်။ကြောက်ဆိုတဲ့အတန်နဲ့အတူဂျုံငှက်လေးတစ်ကောင်ကခိုင်းမော်ကနေအောက်ကိုပြုတ်ကျလာတယ်။တန်ကတိုးပေမဲ့တိတ်ဆိတ်နေတဲ့တောအုပ်ထဲမှာတော့အနှဲငယ်ကျင်လောင်သွားသလိုပဲ။ကြံတဲ့ဂျုံငှက်တွေကလှုပ်လှုပ်ရှားရှားဖြစ်သွားပြီမဲ့အိမ်မုံဆောင်မဖြစ်နေတော့မယ်။ချက်ချင်းဆိုလိုပဲဦးချစ်ဖေကသူ့လေးကွာနဲ့နောက်ထပ်တစ်ကောင်ကိုပြစ်ချလိုက်တယ်။ကြောက်ဆိုတဲ့အတန်နဲ့နောက်မှာနောက်ထပ်ဂျုံငှက်တစ်ကောင်မြေပြင်ပေါ်ကိုပြုတ်ကျလာတယ်။မောင်နေတော့အချိန်မဆိုင်မဲ့တတိယတစ်ကောင်ကိုထပ်ပြီးပြစ်ချလိုက်တယ်။ဦးချစ်ဖေကနောက်ဆုံးတစ်ကောင်ကိုပြစ်ချလိုက်တယ်။ဂျုံငှက်၄ကောင်လုံးအောင်မြင်စွာရရှိသွားကြတယ်။သူတို့နှစ်ဦးသားမြေပြင်ပေါ်ကဂျုံငှက်တွေကိုကောက်ယူပြီးတော့ကြောပုတ်အိတ်ထဲကိုတခြားထည့်လိုက်ကြတယ်။ညနေချင်းဆိုင်လိုက်ကြတော့ဦးချစ်ဖေရဲ့မျက်နှာမှာအနှဲငယ်ပြုံးရိပ်တန်းနေပြီးတော့မောင်နေစောကကျဉ်းနဲ့နေတဲ့မျက်နှာနဲ့ခေါင်းခုန်ပြတယ်။ဒီညတော့အမဲလိုက်ခီးစဉ်အောင်မြင်ခဲ့ပြီပေါ့။ဒီညတော့ဒီလောက်ပဲအိမ်ပြန်ကြရအောင်။ဦးချစ်ဖေကပြောရင်ရွာဘက်ကိုလှည့်လိုက်တယ်မောင်နေစောလည်းသူ့ဖေနောက်ကနေပေါ်ပါတဲ့ခြေလမ်းတွေနဲ့လိုက်ပါသွားတယ်။လေးကောင်တော့ဂျုံငှက်တွေရဲ့အလေးချိန်ကသူ့ရဲ့လွယ်ထဲမှာအိတ်စိတ်တင်ငိမ်စွာရှိနေပြီးနှဆိုင်နဲ့တောနဲ့ကြီးတွေကနေအိမ်ပြန်လန်းကတော့အိတ်စိတ်အေးချမ်းနေခဲ့ပါတယ်။ဒါပေမဲ့သူတို့ခြေလမ်းအနှဲငယ်လှမ်းပြီးတဲ့နောက်မှာတော့လေထဲမှာထူးဆန်းတဲ့အေးစစ်စစ်လှိုင်းတစ်ခုဖြတ်တန်းသွားတာကိုသူတို့နှစ်ဦးလုံးခံစားလိုက်ရတယ်။ပုံမှန်တိုက်နေတဲ့လေထက်နည်းနည်းပိုပြီးတော့စိတ်နေဦးချစ်ဖေရဲ့မျက်နှာရုတ်တရက်တင်းမာသွားတယ်။နေတော့တတိတာသူ့တန်ကခတ်တိုးတိုးပေမဲ့လေးနဲ့နေတယ်။မောင်နေစောလည်းနားလည်လိုက်တယ်
သူ့အဖေဟာတောထဲမှာထူးဆန်းတဲ့အရာတွေကိုအမြဲလိုအာရုံခံမိတဲ့သူမို့ဒီလိုပြောပြီးဆိုလို့ရှိရင်အခုမှားနေပြီဆိုတာသူသိတယ်။မောင်နေစောသူ့လက်ထဲကတိုးမီတနက်ကိုအသင့်ပြင်ထားလိုက်ပြီးဓမီကိုလည်းဖွင့်လိုက်တယ်။ဖြတ်သူ့နဲ့မလှမ်းမကန်းကကမုတ်ထဲကထူးဆန်းတဲ့အတန်တစ်ခုထွက်ပေါ်လာ။တန်ကကြီးမားတဲ့သတ္တဝါတစ်ကောင်လှုပ်ရှားနေတယ်လို့မျိုးမဟုတ်ဘဲနဲ့တခုခုကမြေပြင်ပေါ်ကိုတွားနေတဲ့အတန်လိုဒါမှမဟုတ်အရွက်ချောက်တွေပေါ်နင်းချောက်နေတဲ့ခြေတံလိုပဲဒါပေမဲ့အတန်ကပုံမှန်မဟုတ်ပဲလေးလံပြီးတော့နှိကွေးနေတယ်အဲ့ဒါဘာတန်လဲအဖေမောင်နေစောတူတူလေးမေးလိုက်တယ်သူ့လက်ထဲကတိုးမီတနက်ကိုတင်းတင်းဆုပ်ကင်ထားပြီးတော့စိုးရင်စိတ်ကသူ့မျက်နှာမှာဖြတ်ပြေးသွားလည်းမသိချဘူးပုံမှန်တော့မဟုတ်ဘူးကွဦးချစ်ဖေကခတ်တိုးတိုးပြန်ဖြေတယ်သူ့မျက်လုံးတွေကတော့အုပ်ရဲ့မှောင်မိုက်တဲ့အရေးတွေကြားမှာသုံးတရားကိုရှာဖွေနေတယ်ထူးဆန်းတဲ့ခြေတံကပုံမှုနီးကပ်လာသလိုထင်ရတယ်တန်ကဖြည်းဖြည်းချင်းလာနေရကနေရုတ်တရက်မြန်ဆန်လာပြီးတော့သူတို့စီကိုတက်လာနေတယ်လို့ခံစားလိုက်ရတယ်တန်ကပိုကျဲလာပြီးတော့မြေပြင်တုံးခါတယ်လို့မျိုးဖြစ်လာတယ်ကြီးမားတဲ့တရဝါတကောင်ပြေးလာတယ်လို့မျိုးတော့မဟုတ်ဘူးဒါပေမဲ့ခြေတံကပုံမှန်မဟုတ်ဘူးတိရစ္ဆာန်ရဲ့ခြေတံလည်းမဟုတ်လူရဲ့ခြေတံလည်းမဟုတ်ကြောက်မဲ့ဖွယ်တစ်စုံတရာတစ်ခုရဲ့ခြေတံအမြင်ရတဲ့အမောင်တူတွေကလည်းသူတို့စီကိုဥတီပြီးတော့လာနေတယ်ဦးချစ်ဖေဟာဓမီကိုချစ်ချင်းဖွင့်လိုက်ပြီးတော့အတန်လာရာစီကိုထိုးလိုက်တယ်ဓမီကအောက်မှာဘာမှဝင်မရအောင်ဒါပေမဲ့ခြေတံကရုတ်တရက်ရက်တန့်သွားတယ်ပြီးတော့တိတ်ဆိတ်သွားတယ်တန်ကအလုံးနှိကပ်နေတာကိုသူတို့နှစ်ယောက်လုံးသိလိုက်ကြတယ်ဘယ်သူလဲထွက်ခဲ့ဦးချစ်ဖေကအတန်ကြဲကြဲနဲ့ဟောက်လိုက်တယ်သူ့တန်ကတော့အုပ်ထဲမှာပဲ့တင်ထက်သွားပြီးတော့တိတ်ဆိတ်သွားတယ်မောင်နေစောဦးချစ်ဖေရဲ့ဘေးမှာသူ့ဖုံးကိုတွန်းလိုက်တယ်အဖေဟိုးမှာမောင်နေစောညွှန်ပြရအောင်ဦးချစ်ဖေကြည့်လိုက်တော့သူတို့နဲ့မလန့်မကန့်မှရှိတဲ့တစ်ပင်ကြီးတစ်ပင်ရဲ့နောက်ကနေလက်မောင်နဲ့အရေးတစ်ခုထွက်ပေါ်လာအဲ့ဒီအရေးကလူရဲ့အရေးလိုဒါပေမဲ့ပုံမှန်လူတစ်ယောက်ရဲ့အရေးထက်ပိုကြီးနေတယ်ပြီးတော့အဲ့ဒီအရေးကဖြည်းဖြည်းချင်းသူတို့စီကိုတိုးဝင်လာဓမီနဲ့ထိုးထားမှအရေးကပုံပန်းတံကိုရှင်းရှင်းလင်းလင်းမမြင်ရဘဲနဲ့အောင်မဲနေတယ်အဲ့ဒီအရေးကသားကိုယ်တည်းမရှိပဲလေထဲမှာတက်ရွယ်လို့လှုပ်ရှားနေတယ်လို့မျိုးခံစားရတယ်အေးဆက်လေပြင်းတစ်ချက်ကသူတို့နှစ်ဦးကိုဖျက်တိုက်သွားပြီးတော့တောအုပ်ကြီးကပုံတိတ်ဆိတ်သွားတယ်အဲ့ဒါအဖေအဲ့ဒါဘာကြီးလဲမောင်နေစောအတန်ကတုံရင်းနေပြီသူ့ဘဝမှာတစ်ခါမှမမြင်ဘူးတဲ့ရှင်းပြလို့မရတဲ့ပုံရိပ်တစ်ခုကိုသူမြင်တွေ့နေရတယ်ဦးချစ်ဖေရဲ့မျက်နှာမှာလည်းစိုးရိမ်စိတ်တွေတွေ့နေရပေမဲ့သူ့မျက်လုံးတွေကတော့ပြတ်သားနေတော့မယ်သူကသူ့အိတ်ထဲကနေစိတ်မြစ်ချောက်တချို့နဲ့အားတချို့ကိုထုတ်ယူလိုက်တယ်မင်းနောက်ဆုံးနေမှနေစောနားမကန့်နဲ့ဦးချစ်ဖေကပြောရင်သူ့လက်ထဲကစိတ်မြစ်တွေကိုချိန်မွှလိုက်ပြီးတော့မြေပြင်ပေါ်ကိုဖြူးလိုက်တယ်ပြီးတော့စားတွေကိုလည်းလေးဘက်လေးတန်းဖြန့်ကျဲလိုက်တယ်အဲ့ဒီအချိန်မှာအမောင်တူတွေကအရေးကသူတို့စီကိုပုံနီးကပ်လာပြီးတော့ထူးဆန်းတဲ့အနံဆိုးတစ်ခုကိုသူတို့စီတိုးဝင်လာတယ်တော်တွေကတိတ်ရချောက်တွေရုတ်တရက်လှုပ်ရှားလာတယ်လို့မျိုးပေါ့ဟာဖေမောင်နေစောလမ်းပြီးអော်လိုက်တယ်အဲ့ဒီအရေးရဲ့ဘေးပက်ပက်လေးမှာတစ်ကိုင်းနေတိတ်ရချောက်တွေကဘေးမတိုက်ဖက်လှုပ်ရှားနေတာကိုသူမြင်လိုက်ရလို့ပဲအောင်တူတွေကအတန်တန်ကလည်းထွက်ပြော်လာပြန်တယ်ဒီခါတော့တိလိษံအတန်မဟုတ်လူအတန်လည်းမဟုတ်ဘူးနာကျင်မှုဒေါသအပြည့်နဲ့မရေမရတဲ့မြေဟေးတန်တစ်ခုပဲဦးချစ်ဖေကမျက်လုံးမှိတ်ပြီးတော့မန်နန်တချို့ကိုရွတ်လိုက်တယ်ပြီးတာနဲ့သူ့လက်ထဲကတရှိကိုမြှောက်လိုက်ပြီးတော့အရေးစီကိုဥတီလိုက်တယ်မင်းငါတို့နေမြေထဲကိုဝင်လာပြီပြန်ဆုတ်ခွာဦးချစ်ဖေရဲ့အတန်ကလေးနဲ့ပြီးတော့တောအုပ်ကြီးကိုထိုးဖောက်သွားသလိုပဲအရေးကခဏတာတုံဆိုင်သွားတယ်ပြီးတော့ပို့ပြီးတော့ဒေါသထွက်သွားပုံရတယ်တောအုပ်ထဲကလေတူကရုတ်တရက်ပူနွေးလာသလိုခံစားရတယ်တစ်ပင်တွေကတစ်ဆက်ဆက်တုံခါလာပြီးအပင်အောက်ကရက်ပင်တွေကညှိုးနှွမ်းလာတယ်သူဘာဖြစ်တာလဲဖေမောင်နေစောကကြောက်လန့်တကြားអော်လိုက်တယ်အမောင်တူတွေကအရေးကပုံမကြီးမလာပြီးတော့အယောင်ကပုံမနက်မောင်လာတယ်ပြီးတော့အရေးရဲ့ဘေးပပက်လဲမှာအနေရောင်မှိန်ပြပြအလင်းတန်းလေးတွေလည်းတွေ့လာတယ်မျက်လုံးလိုထင်ရတဲ့အနေရောင်အဆက်ပြောင်တစ်ခုကသူတို့ကိုစူးစိုက်ကြည့်နေတယ်အဲ့ဒါမြေပိုင်နဲ့မဟုတ်ဘူးနေစောပို့ပြီးတော့ကြောက်စရာကောင်းတဲ့တစ်ခုပဲဦးချစ်ဖေကပြောရင်သူ့အိတ်ထဲကတစ်သားတစ်ခုကိုထုတ်လိုက်တယ်အဲ့ဒီတစ်သားလက်ဖွားပေါ်တင်လိုက်တာနဲ့တစ်သားကအနှင်းငယ်တောက်ပလာပြီးတော့ဦးချစ်ဖေကတစ်သားကိုသူ့ရဲ့ဓမီရဲ့အောက်မှာမြှောက်ပြလိုက်တယ်မောင်တူတွေကအရေးကရုတ်တရက်နောက်ပြန်ဆုတ်သွားတယ်အရေးကအလင်းရောင်ကိုကြောက်ရွံ့ပုံရတယ်အင်းအရေးစီကနေနာကျင်တဲ့ပုံကြီးတန်ထွက်လာသလိုလိုပဲပြီးတော့အရေးကတဖြည်းဖြည်းမှိမ့်မိလာတောနှစ်ထဲကိုနောက်ပြန်ဆုတ်သွားတော့တယ်နောက်ဆုံးမှဘာမှမမြင်ရတော့ထိပျောက်ကွယ်သွားတယ်တောအုပ်ကြီးကလည်းပြန်လဲတိတ်ဆိတ်သွားပြီးတော့လေထုကလည်းပုံမှန်အတိုင်းပြန်ဖြစ်သွားမောင်နေစောကအသက်ကိုပြင်းပြင်းရှူထုတ်လိုက်တယ်သူ့ခန္ဓာကိုယ်တစ်ခုလုံးကတော့တုံရင်နေတော့မယ်အပြောက်သွားပြီအဖေခဏတော့ပျောက်သွားတာပဲနေ
ဒါပေမဲ့သူနောက်ထပ်ပြန်လာနိုင်တယ်ဒီနေရာကသူ့နယ်မြေဖြစ်နေပြီဦးချစ်ဖေကသူ့မျက်နှာတီတီနဲ့ပြောလိုက်တယ်သူကမြေပြင်ပေါ်မှာဖြူထားတဲ့စိတ်မြစ်တွေစားတွေကိုပြန်ကောက်လိုက်ပြီးတော့အိတ်ထဲကိုထည့်လိုက်တယ်ငါတို့ဒီညတော့အမဲလိုက်တာတော်ပြီအိမ်ပြန်ကြစို့ဦးချစ်ဖေကပြောရင်နောက်လှည့်ပြီးတော့ရွာဘက်ကိုပြန်လှည့်လိုက်တယ်မောင်နေစော်လဲသူ့အဖေနောက်ကနေတိတ်ဆိတ်စွာလိုက်ပါသွားတော့တယ်တောထဲကလေတို့ကအရင်ကတည်းပို့ပြီးတော့လေးလံနေတယ်လို့ခံစားရတယ်သူတို့ရွာစီကိုပြန်ရောက်တဲ့အထိဘာစကားမှမပြောဖြစ်ကြဘူးဦးချစ်ဖေရဲ့မျက်နှာမှာစိုးရိမ်စိတ်တွေအထင်သာပေါ်နေပြီးတော့မောင်နေစော်ရဲ့မျက်နှာမှာတော့ထိတ်လန့်မှုအနှင်းငယ်ဖုံးလွှမ်းနေသေးပါပဲဒီညကတော့သူတို့ရဲ့ပုံမှန်အမဲလိုက်ခီးစဉ်မဟုတ်ဘဲနဲ့ကြောက်မဲ့ဖွယ်ကောင်းတဲ့ခင်ဗျာကိစ္စရက်တွေရဲ့အစပဲရှိပါသေးတယ်ဖားကောက်တဲ့ညမိုးဦးကြကစားမှုညနေခင်းကလေးကတောင်ပေါ်ရွာလေးမှာမိုးတွေကတဲကြီးမဲကြီးရွာချလို့တောင်ပေါ်အင်ဂျီတွေရဲ့မိန်ပြပြမီးအောင်လေးတွေဟာမြူမုံတွေမိုးဆက်တွေကြားမှာပျောက်လို့နေပါမေးမိန်နေလေချောင်းရိုးရွာလေးဟာညနေဆောင်ကလေးကတိတ်ဆိတ်ငြိမ်သက်လို့နေခဲ့တာကြားပြီဦးချစ်ဖေနဲ့မောင်နေစော်တို့တားဖာနှစ်ယောက်ကတော့ညစာစားပြီးတာနဲ့သူတို့ရဲ့နေ့စဉ်လုပ်ငန်းခွင်ဖြစ်တဲ့ဖားကောက်ဖို့ပြင်ဆင်ကြပါတော့တယ်ဦးချစ်ဖေဟာခါမဓမ္မတစ်ချောင်းကိုချိတ်ဆွဲထားပြီးကျောမှာတော့ဖားထက်ရန်ပလိုင်းတစ်လုံးကိုလွှဲထားတယ်နေစော်ကတော့ရှေ့ကနေဓမီကြီးကိုခိုင်မြဲစွာကိုင်းကဥဆောင်လို့ပေါ့နေစော်ရဲ့ဘဲဘက်လက်ထဲမှာတော့တားကောင်ပြည့်ရန်လေးခွက်တစ်လက်ကအသက်အနေထားနဲ့မြဲလို့နေပါရဲ့အဖေဒီညဖားတွေအများကြီးရမှာလားယင်နေစော်ကမိုးတန်ကြားတဲ့ကနေမေးလိုက်တယ်မိုးကောင်းကောင်းရွာထားတော့ရမှာပေါ့သားရဲ့ဒါပေမဲ့တတိတော်ထားတော့ဒီလိုညာမျိုးဆိုတာတောထဲမှာဘာကောင်းနေပေါ်လာမှမသိဘူးဦးချစ်ဖေကသူ့သားကိုစိုးရင်တကြီးတတိပေးလိုက်ရင်သူ့ရဲ့မျက်လုံးတွေကမိုးမှောင်တွေကိုစူးစမ်းစွာကြည့်ရှုနေမိတယ်တောအလယ်မှာဘလို့အန်ဒီရတွေရှိမလဲဆိုတာကိုသူအကဲခတ်နေဟန်တူပါရဲ့သူတို့သားဖနှစ်ယောက်ဟာတောင်တက်လန်းလေးအတိုင်းမိုးရေတွေကိုဖျက်တမ်းရင်တိတ်ဆိတ်စွာဆင်းလာကြတယ်တောထဲမှာကကျင်းငက်တန်တွေတိတ်ဆိတ်နေပြီဖောက်အတန်တချို့နဲ့မိုးဆက်တွေမြေကြီးပေါ်ကျတဲ့တဖြောက်ဖြောက်မိုးရေတန်တွေဟာညရဲ့တိတ်ဆိတ်ခြင်းကိုပို့ပြီးတော့နှဆိုင်စေခဲ့တယ်တောနဲ့ထဲမှာခြောက်ခြားပေါ်ရတိတ်ဆိတ်မှုကဖုံးလွှမ်းလို့နေတယ်နိုင်ဝက်လောက်လမ်းလျှောက်ပြီးတဲ့အခါရေကန်ငယ်လေးနားကိုသူတို့ရောက်ရှိလာကြတယ်ရေကန်နားတစ်ဝိုက်မှာကမြစ်ပင်တွေထူထပ်နေပြီးဖားအော်တန်တွေကပို့ပြီးတော့ကျဲလောင်းနေတယ်ဖားအော်တန်တွေဟာအမျိုးမျိုးအကောင်ကြီးဖားတွေရဲ့အော်တန်ကနေပုံမှန်ဖားတွေရဲ့အို့ဆိုတဲ့အော်တန်ကောင်းသေးဖားကလေးတွေရဲ့တကြီးကြီးမြည်တန်အထိစုံလင်းလို့နေပါတယ်ဓမီယာအောက်မှာရေကန်စန္နာကရေညှိဘက်တွေကြားရေတွေကကြောက်တုံးပေါ်တွေမှာဖားတွေရဲ့မျက်လုံးနီနီရဲရဲလေးတွေကအလင်းပြန်ပြီးဖြက်ခနဲ့ပေါ်လာလိုက်ပျောက်တော့လိုက်နဲ့အသက်ဝင်လို့နေတယ်အဖေဟိုမှာတကောင်းနေစောကလက်ညှိုးထိုးပြလိုက်တော့ဦးချစ်ဖေကဓမီအောင်ကိုအဲ့ဒီဘက်ကိုလှည့်လိုက်တယ်ရေကန်ဆက်ကရေညှိဘက်တွေကြားထဲမှာဖားကြီးတကောင်ခေါင်းပြူလို့နေတာကိုတွေးလိုက်တယ်ဦးချစ်ဖေကတဖြည်းဖြည်းချင်းတိုးသွားပြီးတော့ဖားကြီးရဲ့နောက်ကနေလက်ကိုဖြင်းချင်းစွာလှမ်းဖမ်းလိုက်တယ်ဖားကြီးကသူ့ကိုမြင်တော့ခေါင်းမို့ပြင်ပေမဲ့ဦးချစ်ဖေရဲ့လက်ကပိုးမြန်းတယ်ဖမ်းမိတာနဲ့ခပ်ဖွားဖွားလေးဆုပ်ကင်ပြီးပလိုက်ထဲကိုထည့်လိုက်တယ်နေစောကလည်းလေးခွာကိုအစင်နဲ့ပြင်ရင်ရေကန်အလဲဘက်ကိုကြည့်နေတယ်ရေထဲမှာယူလျားနေတဲ့ဖားတကောင်ကိုဓာမီနဲ့ထိုးပြီးချက်ချင်းဆိုသလိုလေးခွာနဲ့ပစ်လိုက်တယ်ဖတ်ဆိုတဲ့အတန်နဲ့အတူဖားလေးဟာလေးခွာစာမိသွားပြီးရေပေါ်မှာပေါ်လာတယ်နေစောကကျွမ်းကျင်စွာနဲ့ဖားကိုအသာဆယ်ယူပြီးပလိုက်ထဲကိုထည့်လိုက်တယ်သူတို့သားဖားနှစ်ယောက်ဟာစကားတစ်ခွန်းမှမပြောဘဲဖားတွေကိုဖမ်းနေကြတယ်ရေတံဖားအော်တံပိုးကောင်တံတွေကလည်းရင်တခြားဘာသာမှမကြားရဘူးတိတ်ဆိတ်ငြိမ်သက်တဲ့ညအမောင်ထဲမှာသူတို့ရဲ့ဖားဖမ်းခြင်းလုပ်ငန်းဟာလက်ပတ်လို့နေတယ်ဖားကောက်တာနိုင်ဝက်လောက်ကြာလာတော့ပလိုင်းကလည်းတော်တော်လေးလေးလာပြီကဲဒီလောက်ဆိုတော်ပြီသားပြန်ကြရအောင်ဦးချစ်ဖေကစကားဆိုတယ်သူတို့ပြန်ဖို့လှည့်ထွက်မှာရေကန်ရဲ့အလယ်နားကနေရုတ်တရက်ရေလှိုင်းလေးတွေထနေတာကိုနေစောသတိထားမိလိုက်တယ်ပြီးတော့ဓမီယာအောက်မှာဖြတ်ခနဲ့မြင်လိုက်ရတဲ့အရာတစ်ခုကြောင့်နေစောမျိုးလုံးပြူးသွားတယ်ရှီလျာပြီးနှက်မောင်နဲ့အကောင်ကြီးတစ်ကောင်ကရေထဲကနေခေါင်းထောင်ပြီးသူတို့ဘက်ကိုစူးစိုက်ကြည့်နေတယ်ညရဲ့မှောင်မိုက်တဲ့အထဲမှာမျိုးလုံးနီနီကြီးနှလုံးကဖြတ်ခနဲ့လက်သွားတယ်အဖေမွေးနေစောကတုံလို့စွာអော်လိုက်တယ်ဦးချစ်ဖေလည်းအလန်တကြားလှည့်ကြည့်လိုက်တော့ရေကန်စန္နာကိုတဖြည်းဖြည်းတိုးလာနေတဲ့ကိုလုံးတုတ်တုတ်ရေမွေကြီးတစ်ကောင်ကိုတွေ့လိုက်ရတယ်ဒီလိုကြီးမားတဲ့ရေမွေမျိုးကိုတောထဲမှာတွေ့ရခဲ့ပါတယ်ဒါပေမဲ့ဦးချစ်ဖေရဲ့မျက်နှာမှာစိုးရိမ်စိတ်အစားပျော်ရွှင်တဲ့အပြုံးတစ်ပွင့်ပေါ်လာတယ်တာလာဒီဘက်မြန်လာရေမွေကအစိတ်မရှိဘူးဖမ်းရအောင်ဦးချစ်ဖေကနေစောကိုလက်ရက်ခေါ်လိုက်ပြီးရေမွေကြီးစီကိုအသာလေးတိုးကပ်သွားတယ်ရေမွေကြီးကလည်းသူတို့ကိုစူးစိုက်ကြည့်နေရင်ရေထဲကနေပို့ပြီးတော့တိုးထွက်လာတယ်ဦးချစ်ဖေကကျွမ်းကျင်စာနဲ့ရေမွေရဲ့ခေါင်းကိုဖိထားလိုက်ပြီးကိုလုံးကိုတင်းတင်းဆုပ်ကင်လိုက်တယ်ရေမွေကြီးကရုံးကန်နေပေမဲ့ဦးချစ်ဖေရဲ့လက်ထက်ကရုံးမထွက်နိုင်ဘူး
မိပြီဦးချစ်ဖေကဝမ်းသာအားရပြောရင်းနဲ့ရေမွေကြီးကိုသူ့ရဲ့ပလိုင်းထဲကိုဖားတွေနဲ့အတူထည့်လိုက်တယ်ဒီကောင်ကြီးကအသားများတယ်ဒီညတော့ပွဲတော်ကြီးပဲညနေတော်ထဲမှာအမောင်တို့ကပိုးပြီးထူထက်လာတယ်တနင်္လာလောက်ကြာတော့မှသူတို့ချောင်းရွာတွေကအိမ်ကိုပြန်ရောက်လာကြတယ်အိမ်ထဲရောက်တာနဲ့နေစောကပလိုင်းကိုချွတ်ချပြီးတပြင်းချလိုက်တယ်ဦးချစ်ဖေကတော့ဖားတွေနဲ့ရေမွေကြီးကိုပလိုင်းထဲကနေထုတ်ပြီးရေစင်အောင်ဆေးကြောပြီးတာနဲ့ရေမွေကြီးကိုအသားနှွင်ပြီးတော့စံငယ်ုပ်သီးနွမ်းမုံနှုံနဲ့ကချက်ပြုတ်ဖို့ပြင်မာတော့တယ်ဦးချစ်ဖေကမီးမွေးပြီးဒဲအိုးတဲတယ်ရေမွေသားတွေကိုစီတက်မွေးကြိုင်နဲ့ဟင်းခတ်မွေးကြိုင်နေနဲ့ရောနှောပြီးတော့ရတာရှိအောင်ချက်ပြုတ်တယ်ဟိုးတွေကအနံ့မွေးလေးတွေအိမ်ထဲမှာပြန့်နှံ့လာတယ်ဖားတွေကိုလည်းတစ်ဖက်မှာရင်းနှွေးဖြောပြီးစားငယ်ုပ်သီးနွမ်းမုံနဲ့ကဒဲအိုးတွေစီထက်ပြီးဖားကြော်တယ်နန်းတွေကညရဲ့တိတ်ဆိတ်မှုကိုခဏတာဖြိုခွင်းလိုက်တယ်လို့ပါပဲမနေ့မိုးလင်းတော့ဦးချစ်ဖေတို့တားဖားနှစ်ယောက်စပွဲဝိုင်းမှာထိုင်နေကြတယ်ဖားကြော်ပူပူလေးရဲ့ညကချက်ထားတဲ့ရေမွေဟင်းရဲ့ရင်းနှီးချမ်းလေးရဲ့နဲ့ပေါ့အဖေဒီရေမွေဟင်းကတကယ်မှုေးတာပဲနော်နေစောကပြောရင်ပကန်းထဲကရေမွေဟင်းကိုမြည်ဆန်းတယ်ဟုတ်တယ်သားဒီကောင်ကြီးကအသားများပဲရလာရှိတယ်ဦးချစ်ဖေကပြောရင်ပြောတယ်သူတို့တားဖားနှစ်ယောက်ဟာညကကြုံခဲ့ရတဲ့အဖြစ်အပျက်တွေအကြောင်းကိုစကားစမြည်ပြောရင်မနေ့စာကိုအေးအေးချမ်းချမ်းစားတော့နေကြတယ်မိုးရွာတဲ့ညရဲ့ဖားကောက်ခီးနဲ့မထင်မှန်ပဲရလိုက်တဲ့ရေမွေကြီးဟာသူတို့အတွက်မမေ့နိုင်စရာအမှတ်တရတစ်ခုဖြစ်ခဲ့ရပါတော့တယ်တောနဲ့ထဲကကြက်တစီဇလန်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ချောင်းရွာလေးဟာတိတ်ဆိတ်ငြိမ်သက်နေခြင်းနေလုံးကြီးကလေမိုံရုံတန်းပြီးတော့တဖြည်းဖြည်းနှိမ့်ဆင်းသွားပါတနေ့တာရဲ့ပင်မနှွမ်းနှွမ်းမှုတွေကလေညင်းနဲ့အတူလွင့်ပြေသွားသလိုပါပဲဒါပေမဲ့ဒီလိုအချိန်မျိုးမှာပဲရွာဆောင်ကတသားအိမ်လေးတအိမ်မှာတော့ဦးချစ်ဖေတို့သားဖာညအမဲလိုက်ဖို့ပြင်ဆင်နေကြပါတယ်သူတို့နှစ်ယောက်ဟာရွာသားတွေအတွက်တော့ထူးဆန်းတဲ့သူတွေမဟုတ်ပါဘူးညတိုင်းတဘာဝရဲ့တိတ်ဆိတ်မှုနောက်ွယ်ကအသက်ရှူတန်တွေကိုနားထောင်ရင်တောနဲ့ထဲကိုဝင်ရောက်လေရှိကြတဲ့သူတွေဒီညမှာလည်းပဲသူတို့ရဲ့လိုရိုးလို့စင်အတိုင်းတူးမီတနက်ကိုပခုံးထက်ထမ်းလေးခွကိုခါးကြားမှာထိုးပြီးတော့တောအုပ်ထဲကိုဥတီပြီးတော့ထွက်လာခဲ့ပါတော့တယ်တောရဲ့အငွေ့သက်ကတဖြည်းဖြည်းနဲ့အေးဆက်လာပြီးတရွက်ချောက်တွေရဲ့ချွတ်အတန်းကသူတို့ရဲ့ခြေလမ်းတိုင်းမှာလိုက်ပါနေပါတယ်သူတို့ရဲ့မျက်လုံးတွေကတော့မှောင်မိုက်နေတဲ့တောထဲမှာအလင်းရောင်ကိုရှာဖွေနေတယ်လို့ပဲအတော်ကြာအောင်ရှောက်ပြီးတဲ့နောက်မှာသူတို့နှစ်ယောက်ဟာတလက်ဆန်တွေကိုစောင့်ကြည့်ဖို့အတွက်ကြိုတင်စောက်ထားတဲ့လေးစင်စီကိုရောက်လာပါတယ်လေးစင်ကမြေပြင်ကနေပေအတော်မြင့်တဲ့တစ်ပင်ကြီးပေါ်မှာတည်ရှိနေပါတယ်နေစောကပေါ်ပါသွက်လက်စာနဲ့အရင်တက်သွားပြီးတော့သူ့အဖေဦးချစ်ဖေကိုလက်ကမ်းပေးပါတယ်လေးစင်ပေါ်ရောက်တော့သူတို့နှစ်ယောက်ဟာကိုဖော့ပြီးတော့တတိကြီးစွာနဲ့ပုံအောင်လိုက်ကြပါတယ်လေရွာဘက်ကိုမူတည်ပြီးအမဲကောင်တွေသူတို့အနံ့ကိုမရအောင်ဦးချစ်ဖေကလေအောက်ကိုနေစုံနေခိုင်းပါတယ်နှစ်ယောက်စလုံးစကားတစ်ခွန်းမှမပြောဘဲတောရဲ့အတန်တွေကိုနားဆွင့်နေကြပါတယ်ညလေကတဝီဝီတိုက်ခတ်နေပြီးတိရွက်တွေတရှဲရှဲမြည်နေတယ်အဝေးကဈေးခွဲအော်တန်တခါတလေမြေခွေးအော်တန်တွေကတိတ်ဆိတ်မှုကိုဖြိုခွဲလိုက်ပြီးမြင်လဲသူတို့ရဲ့နှလုံးခွန်တန်လောက်တော့မကြေပါဘူးအချိန်တွေတဖြည်းဖြည်းကုန်ဆုံးလာပါတယ်လာပညာမှုမှောင်မိုက်နေတဲ့တောအုပ်ထဲမှာလာရောင်ကတစ်ကိုင်းတွေကြားကနေထိုးဖောက်ဝင်ရောက်လာပြီးအရေးမဲတွေဖန်တီးနေပါတယ်အောက်ဘက်ကခြုံပုတ်တွေတစ်ပင်တွေကလေတိုက်လို့လှုပ်ခတ်နေတာကလွယ်ဘာလှုပ်ရှားမှုမှမရှိသေးပါဘူးနေစောရဲ့မျက်လုံးတွေကမေးစင်းလာခြင်းပဲလေအဖေဖြစ်သူရဲ့မျက်နှာကိုကြည့်ပြီးအာတင်းထားရပါတယ်ဦးချစ်ဖေကတော့မျက်တောင်မခတ်စတဲ့အောက်ကိုစိုက်ကြည့်နေပါတယ်အမဲလိုက်တယ်ဆိုတာစိတ်ရှည်မှုနဲ့အာယုံစူးစိုက်မှုကအဓိကပဲဆိုတာသူသိနေပါတယ်နိုင်ဝဲလောက်ကြာပြီးတဲ့နောက်မှာတော့လေးစင်အောက်ကချွတ်ဆိုတဲ့အတန်ကိုကြားလိုက်ရပါတယ်ဦးချစ်ဖေကနေစောလက်နဲ့အချက်ပြလိုက်ပြီးတော့နေစောလည်းအသက်အောင်ပြီးအောက်ကိုငုံကြည့်လိုက်တဲ့အခါမှာတော့လာရောက်မင်းအောက်မှာအရင်မဲမဲကြီးကိုလှုပ်ရှားနေတာတွေ့လိုက်ရပါတယ်ပထမတော့တမင်လို့ထင်လိုက်ပြီးမယ်အဲ့ဒီပုံရိပ်ကတဖြည်းဖြည်းကြီးထွားလာပြီးလူတစ်ယောက်ရဲ့ပုံသဏ္ဍာန်ကိုဖန်ဆင်းလာတာကိုမျက်ဝါးထင်ထင်မြင်လိုက်ရတယ်ဖြူဖြောမျက်နှာမျက်လုံးတွေကမှောင်နေပြီးတော့လာရအောင်မှာအချိန်မဲကြီးဖြစ်နေခြေထောက်တွေကမြေပြင်နဲ့မထိတထိလေထဲမှာတဝဲလဲလဲဖြစ်နေသလိုပဲအဝတ်အစားတွေကဟောင်းနှွမ်းဆုပ်ပြတ်နေပြီးတော့တောတွေကတည့်ရက်ချောက်တွေတစ်ကိုင်းချောက်တွေနဲ့ညှိထားပုံရတယ်ဟ
ဟာဟာဘယ်သူတွေပုံးနေရလဲအဲ့ဒီအတန်ကလူတန်လုံးမဟုတ်ပဲခက်အဲကြမ်းတမ်းတဲ့အတန်နဲ့မသိမကွဲထွက်ပေါ်လာတယ်အတန်ကနားထဲမှာစိတ်ဝင်သွားသလိုပဲဦးချစ်ဖေရဲ့လက်ထဲကတူးမီတနက်တုံးရင်းလာတယ်နေစောကတော့ကြောက်လန့်လုံးလို့အသက်ရှူဖို့တောင်မေ့နေပြီသူတို့နှစ်ယောက်ဟာအဲ့ဒီနာနာဘာဝကိုစိုက်ကြည့်နေကြပြီးလှုပ်ရှားလို့မရအောင်ခံစားနေရတယ်နာနာဘာဝကသူတို့လင်းစဉ်အောက်တက်တွေကိုရောက်လာပြီးအပေါ်ကိုမော့ကြည့်တယ်မျက်လုံးတွေကသူတို့စီကိုစူးစိုက်စိုက်ကြည့်နေတယ်မင်းတို့ကငါသိတယ်ဒီတောထဲမှာမင်းတို့နှစ်ယောက်တည်းမဟုတ်ဘူးဆိုတာငါသိတယ်သူ့ရဲ့စကားစံကတလုံးချင်းစီရေရွတ်နေတာဖြစ်ပေမဲ့လေထဲမှာပဲ့တင်ထပ်နေတယ်လို့အေးဆက်ဆက်အငွေ့သက်တွေကလေးစဉ်ပေါ်အထိတက်လာပြီးသူတို့နှစ်ယောက်ရဲ့ကိုယ်ထဲကိုစိတ်ဝင်လာတယ်လို့ခံစားလိုက်ရတယ်နေစောရဲ့ကိုယ်လုံးတစ်ခုလုံးတစ်ဆက်ဆက်တုံရင်းနေတယ်အဲ့ဒီနောက်နာနာဘာဝကလက်ညှိုးရှည်ရှည်ကြီးနဲ့သူတို့လင်းစဉ်ကိုထိုးပြလိုက်တယ်ဒီပေါ်မှာမင်းတို့ရှိနေတယ်ဆိုတာငါသိတယ်ဘာလို့ပုံနေရတာလဲသူရေယိုရင်းနဲ့ပဲမျက်လုံးတွေကပုံမူလို့နှက်မောင်လာပြီးတော့မျက်နှာပုံမူလို့ဖြူဖြော့လာတယ်သူ့ရဲ့ဗစက်ကနေအသက်ရှူစံပြင်းပြင်းနေထွက်ပေါ်လာပြီးမသေးမကွဲစကလုံးတွေရောထွေးနေတယ်ဦးချစ်ဖေကနေစောပုံခိုင်းလိုက်တယ်သူတို့လှုပ်လိုက်တဲ့အတန်တဲ့လေးကိုအောက်ကနာနာဘာဝကြားသွားပုံရတယ်ဟာဟာအခုဒီမင်းတို့ပုံနေတော့မဲလားငါလာပြီအဲ့ဒီနောက်မှာတော့လင်းစင်ရဲ့တသားတိုင်းတွေကိုတစုံတရာကလာရောက်ပုတ်တိုက်နေတဲ့အတန်ကိုသူတို့ကြားလိုက်ရတယ်အဲ့ဒီအတန်ကချစ်ချစ်နဲ့ကြောက်မက်ဖွယ်ကောင်းလွန်းလာတယ်အောက်ကနာနာဘာဝကလင်းစင်ဘောကိုတက်လာဖို့ကြိုးစားနေတာလားသူတို့နှစ်ယောက်ရဲ့နှလုံးခုန်တန်တွေကရင်ဘက်ကိုထိုးဖောက်ထွက်တော့မတက်မြန်ဆန်နေပါတယ်တော်တော်လေးကြာတဲ့အထိအဲ့ဒီချစ်အတန်တွေထွက်ပေါ်နေပြီးတော့ရုတ်တရက်အတန်တွေတိတ်ဆိတ်သွားတယ်ပြီးတော့ခြေတံတွေကတဖြည်းဖြည်းအဝေးကိုဝေးကွာသွားပြန်တယ်နာနာဘာဝပြန်သွားပြီဆိုတာသူတို့ခံစားမိလိုက်ကြတယ်ဦးချစ်ဖေတို့သားအဖစိတ်သက်သာရာရသွားချိန်မှာပဲတောနဲ့ထဲကနေထူးဆန်းတဲ့အတန်တွေထပ်ပြီးတော့ထွက်ပေါ်လာပြန်တယ်ဒီတစ်ခါမှာတော့ချွတ်တန်မဟုတ်ဘူးပလဲစီတယ်လို့ပရဲဖွဲ့တယ်လို့အတန်တွေပြီးတော့အိုးစီတန်ဒိုးဘက်တန်တွေရောနှောပြီးတော့တူရိယတန်တွေထွက်ပေါ်လာပြန်တယ်အဲ့ဒီနောက်မှာတော့ခြေတံတွေနဲ့အတူလူတစုဟာစီးကျင်းကြီးကခွန်လာတဲ့အတန်ကိုကြားရတယ်နေစောကမျက်လုံးပြူးပြူးနဲ့သူ့အဖေကိုမော့ကြည့်တော့ဦးချစ်ဖေကလည်းမျက်မှောင်ကျွတ်ပြီးတော့အောက်ကိုငုံကြည့်လိုက်တယ်လာရောက်မိန်မိန်အောက်မှာသူတို့လင်းစဉ်အောက်ကနေတစ်ပင်တွေကြားတွေကပုံရိပ်တွေထွက်ပေါ်လာတယ်လူပုံသဏ္ဍာန်တွေပါပဲဒါပေမဲ့သူတို့ကခုန်နေပုံကပုံမှန်လူတွေလိုမဟုတ်ဘဲနဲ့တကုံလုံးတုံခါနေသလိုလေထဲမှာဝဲနေသလိုကခုန်နေကြတယ်သူတို့ရဲ့မျက်နှာလေးကိုရှင်းရှင်းလင်းလင်းမမြင်ရပဲမှောင်မိုက်နေတယ်ဦးချစ်ဖေရဲ့ရင်ထဲမှာမကောင်းတဲ့နမိတ်တစ်ခုခုကိုခံစားလိုက်ရတယ်နေစောကတော့စက်တိမွေးညင်းနေထနေပြီအဲ့ဒါလူတွေမဟုတ်ဘူးနေစောကြက်တစေးတယ်ဦးချစ်ဖေကတိုးတိုးလေးပြောလိုက်တယ်သူတို့ကခုံရင်လင်းစဉ်အောက်ကနေဖြတ်ကျော်သွားကြတယ်အိုးစီတန်ဒိုးဘက်တန်တွေကလည်းကြောက်မွေ့ဖွယ်ကောင်းလွန်းတယ်သူတို့ဖြတ်သွားချိန်မှာအေးဆက်ဆက်လေးပွေတစ်ခုသူတို့စီကိုတိုက်ခတ်လာပြီးတော့ပုတ်အဲအနက်အသက်ဆိုးကြီးတစ်ခုရလိုက်တယ်နေစောပါးစပ်နဲ့နှာခေါင်းကိုလက်နဲ့အုပ်ထားရတယ်ကြက်တစေးတွေဟာဆက်ပြီးတော့ကခုံရင်တောအုပ်ထဲကိုပျောက်ကွယ်သွားကြပါတော့တယ်သူတို့ထွက်ခွာသွားတော့မှတောကပုံမှန်အတိုင်းပြန်လည်ငြိမ်သက်သွားတယ်တစေးတွေထွက်ခွာသွားတာတေချာပြီလို့ယူဆတဲ့အခါမှာတော့လင်းစဉ်အောက်ကတစ်ပင်အောက်ဘက်မှာချွတ်ဆိုတဲ့အတန်တက်တက်လေးကိုထပ်ပြီးတော့ကြားလိုက်ရတယ်ဒီတစ်ခါမှာတော့တေချာပါတယ်တမင်၄កောင်လောက်ရှိမယ်ထင်တယ်ခြုံပုတ်တွေကြားတွေကနေတဖြည်းဖြည်းနဲ့ပေါ်ထွက်လာပြီးတော့အပင်ငယ်လေးတွေကိုဝါးစားနေကြတယ်မိုးကလည်းလင်းကန်နေပြီထင်တယ်တမင်လေးတွေပိုက်စားလို့စောစောစီစီအစာထစားတာဖြစ်မယ်သူတို့ရဲ့မျက်လုံးတွေကလာရောက်အောက်မှာစိမ့်ပြန်အောင်တောက်နေပြီးခုနကဖြစ်ခဲ့တဲ့ထူးဆန်းတဲ့အဖြစ်အပျက်ကိုမသိတယ်လို့လွတ်လပ်စွာလှုပ်ရှားနေကြတာကိုမြင်ရတယ်ဦးချစ်ဖေကနေစောကိုကြည့်လိုက်တယ်နေစောရဲ့မျက်လုံးထဲမှာတော့ကြောက်ရွံ့မှုတွေရှိနေသေးပေမဲ့အမဲလိုက်ခြင်းတဲ့စိတ်ကပိုပြီးတော့ပြင်းပြနေပုံရတယ်ဦးချစ်ဖေကတနက်ကိုဖြည်းဖြည်းချင်းမလိုက်ပြန်တယ်ဒီတစ်ခါမှာတော့ဘာအနှောက်အယှက်မှမရှိဘူးဆူတောင်းနေမိတယ်ပ
ထမဆုံးသမင်တကောင်ကသူတို့လင်းစင်အောင်နာကိုဖြည်းဖြည်းချင်းရောက်လာတယ်တစ်ပင်အောက်ကမြစ်တွေကိုဖျက်ဆားနေတဲ့အကောင်မှာဦးချစ်ဖေကအသက်ကိုမှန်မှန်ရှူရင်းပြစ်မှတ်ကိုချိန်လိုက်တယ်ဒိန်းဆိုတဲ့တနတ်တန်နဲ့အတူတောအုပ်တစ်ခုလုံးတုံခါသွားစေတယ်သမင်တွေလန့်ပြီးတော့ဟုန်းကနေပြေးကြပေမဲ့ပြစ်မှတ်ထားတဲ့သမင်တကောင်ကတော့မြေပြင်ပေါ်ကိုလဲကျသွားပါပြီနေစော်လဲဝမ်းသာအားရဖြစ်သွားတယ်ဦးချစ်ဖေလည်းခက်ခဲတဲ့ညတညရဲ့အဆုံးသက်မှာအောင်မြင်မှုရလို့ကျင်းနေနေပုံရတယ်သူတို့နှစ်ယောက်လင်းစင်ဘဝကနေဆင်းပြီးတော့သမင်စီကိုသွားလိုက်ကြတယ်မြေပြင်ပေါ်လဲကျနေတဲ့သမင်ကိုကြည့်ရင်ဦးချစ်ဖေကဒီနေ့တော့ငါတို့ကံကောင်းတဲ့နေစော်ကြီးလို့ပြောလိုက်တယ်နေစော်လဲခေါင်းညှိပြတယ်သူတို့နှစ်ယောက်ကသမင်ကိုမပြီးတော့တစ်ပင်အောက်ကိုရွှေ့လိုက်ကြတယ်မိုးလဲလင်းကန်နေပြီဆိုတော့ဦးချစ်ဖေကအနီးနားကတစ်ခိုင်းချောက်တွေတရွက်ချောက်တွေကိုစုပုံပြီးမိဖို့ဖိုးလိုက်တယ်မိဘုံကနေထွက်လာတဲ့မီးလျံတွေကမှောင်မိုက်နေတဲ့တောအုပ်ထဲမှာလင်းလက်တောက်ပလာပြီတောကောင်တွေမီးကိုမြင်ပြီးမလာရဲအောင်ခုနကလိုထူးဆန်းတဲ့အနောက်ရှက်တွေထပ်ပြီးတော့မလာအောင်လို့ကြိုတင်ကာကွယ်တဲ့အနေနဲ့သူတို့မီးဘုံကိုဖိုးထားတာဖြစ်တယ်မီးဘုံဘေးမှာထိုင်ရင်းနဲ့အေးစက်နေတဲ့ခန္ဓာကိုယ်ကိုခဏတာအနှွေးလက်ပေးလိုက်တယ်ခုနကနာနာဘာဝနဲ့ချက်တစေတွေနဲ့ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေအကြောင်းကိုတိုးတိုးတိတ်တိတ်ပြောဆိုရင်ဒီညရဲ့အတွေ့အကြုံကိုပြန်လည်သုံးသပ်နေကြတယ်မနေ့မိုးလင်းကန်နေတော့ရောင်နေလာပြီအရှိဘက်ကောင်းကင်ရံမှာပန်းရောင်တန်းလာတာကိုမြင်ရတဲ့အခါမှာတော့သူတို့သားဖာဟာတမင်ကိုထမ်းပြီးတော့ပြန်ဖို့ပြင်ဆင်ကြတယ်တမင်ကိုဒေါက်တာချောင်းနဲ့ရှေ့နောက်ရှို့ပြီးတော့ထမ်းလိုက်ကြတယ်ချောင်းရိုးရွာစီကိုဥတီပြီးတော့ပြန်လာခဲ့ကြပါတော့တယ်သူတို့ရဲ့မျက်နှာတွေမှာတော့ပင်မနှွှဲနေမှုတွေရှိနေပေမဲ့အောင်မြင်တဲ့အမဲလိုက်ခြင်းနဲ့ကြောက်မဲ့ဖွယ်ရာထူးဆန်းတဲ့အတွေ့အကြုံကြောင့်စိတ်ထဲမှာတော့ရင်ခုန်ကြည်နူးမှုတွေပြည့်နေပါတော့တယ်ချောင်းရိုးရွာလေးကိုသူတို့အသားအဖပြန်ရောက်တော့မိုးစင်စင်လင်းနေပြီအိမ်ကိုရောက်တာနဲ့ဦးချစ်ဖေနဲ့နေစော်တို့ဟာပင်မနှွှဲနေပေမဲ့မျက်နှာမှာတော့ကျဉ်းတဲ့အပြုံးတွေပြည့်နေပါတယ်တမင်ကိုအိမ်ရှိမှချပြီးတော့ဦးချစ်ဖေကနေစော်ကိုတားရီတမင်စားတွေချပြီးတော့လှိရအောင်နေစော်လဲလန်းဆန်းတက်ကြွစွာနဲ့အဖေဖြစ်သူကိုကူညီပါတယ်ဦးချစ်ဖေကတမင်ရဲ့အသားတွေကိုကျွမ်းကျင်စွာခုတ်လှိပြီးတော့နေစော်လဲကူညီပြီးတော့လှုပ်ဆောင်နေပါတယ်ညကကြုံခဲ့ရတဲ့တဲထိတ်ရင်ဖို့အဖြစ်ပြက်တွေကသူတို့ရဲ့စိတ်ထဲမှာပြန်လဲပေါ်လာပေမဲ့အခုလိုအသားရလာတဲ့အခါမှာတော့ပျော်ရွှင်မှုကလွှမ်းမိုးနေပါတယ်ခဏအကြာမှာပဲတမင်သားတွေကိုအပိုင်းပိုင်းခုတ်လှိပြီးတော့ဟင်းချက်ဖို့အစင်းနဲ့ဖြစ်နေပါပြီဦးချစ်ဖေကတားရီတမင်သားဟင်းအိုးတေထားတော့တို့တွေရေးသွားချိုးရအောင်နေစော်လဲတောထဲမှာပေကြံလာတဲ့ကိုလက်တွေကိုတန့်စင်မှုရေတွင်းစီကိုဥတီသွားပါတော့တယ်ရေအေးအေးလေးနဲ့ချိုးလိုက်တဲ့အခါမှာတော့တကောလုံးလန်းဆန်းသွားပြီးညကကြုံခဲ့ရတဲ့ပင်မမှုတွေကြောက်ရွံ့မှုတွေလည်းပြေပြောက်သွားတယ်လို့ခံစားရတယ်နေစော်ရေချိုးပြီးပြန်လာတော့မိဖို့ကြောင့်နဲ့ကနေတမင်သားဟင်းရဲ့အနံ့ကအသင်းပြတ်နေပါပြီတမင်သားဟင်းချက်ပြုတ်လို့ပြီးစီးတဲ့အခါမှာတော့ပူပူနွေးနွေးထမင်းမကန်နှလုံးကိုစပွဲပေါ်ချလိုက်ပါတယ်ကဲတားရဲ့လာစားမယ်မင်းအရင်ပင်ပန်းခဲ့တာပဲလို့ဦးချစ်ဖေကပြောရင်ပြောလိုက်တယ်သူတို့သားအဖနှစ်ယောက်ဟာစပွဲဝိုင်းမှာအတူတူထိုင်ပြီးတမင်သားဟင်းနဲ့ထမင်းကိုအပါတရစားကြပါတယ်တောထဲမှာအသက်ဘေးနဲ့ကြုံခဲ့ရပေမဲ့လည်းအခုလိုအတူတူထမင်းစားရတာကသူတို့အတွက်တကယ်ကိုပီတိဖြစ်စေရပါပဲထမင်းစားရင်းနဲ့ဦးချစ်ဖေနဲ့နေစော်တို့ဟာညကကြုံခဲ့ရတဲ့အဖြစ်အပျက်တွေအကြောင်းကိုစကားစမြည်ပြောနေကြပါတယ်နာနာဘာဝနဲ့ကြုံတွေ့ခဲ့ရတဲ့အကြောင်းကြက်တစေတွေကခွန်သွားတဲ့အကြောင်းတွေပြန်လဲပြောပြရင်သူတို့ရဲ့ရင်ခုန်တဲ့တွေကပြန်လဲမြန်ဆန်လာပြန်တယ်အဖေအဲ့ဒီလူရောင်ဖန်ဆင်းတဲ့နာနာဘာဝကဘာလို့ကျွန်တော်တို့လာရှားနေတာလဲဦးချစ်ဖေကခေါင်းခါရင်မပြောတတ်ဘူးသားတောထဲမှာတော့အဲ့လိုထူးဆန်းတဲ့အရာတွေအများကြီးပဲဘယ်သူမှမမြင်ဘူးတဲ့မကြုံဘူးတဲ့အရာတွေရောသူတို့ကိုရမ်းမစားပဲကိုယ့်ဘာသာနေရင်တော့ကိစ္စမရှိဘူးလို့ထင်တယ်ကြက်တစေတွေအကြောင်းပြောတဲ့အခါမှာတော့နေစော်ရဲ့မျက်နှာလေးဖြူဖက်သွားတယ်ပြီးတော့နောက်တစ်ဖွဲရရှိသေးတယ်သူတို့ကဘာလို့အိုးစီဒိုးဘက်တွေနဲ့ကခုန်နေကြတာလဲဦးချစ်ပေကအဲ့ဒါကတော့သူတို့ရဲ့သဘောတဘာဝလို့ထင်တယ်ငါသားတချို့နာနာဘာဝတွေကအပျော်အပါကြိုက်ကြတယ်လူကိုမနှောက်ရှက်ရင်တော့အန်ဒီရမရှိပါဘူးလို့ဦးချစ်ပေကပြောတယ်စကားစမြည်ပြောနေရင်မျက်လုံးတွေလည်းတဖြည်းဖြည်းမေးဆင်းလာကြပြီညာလုံးပေါက်အေးပြက်ပြီးတော့ပင်ပန်းထားတာမို့အိတ်ချင်စိတ်ကလွှမ်းမိုးလာပါပြီကဲတားရီမ
နေ့ကလေးကပင်မထားတော့တရီတမောအိတ်လိုက်ကြရအောင်နေစော်လဲကောင်းညှိပြီးတော့ထမင်းစပွဲကနေထလိုက်တယ်သူတို့နှစ်ယောက်ဟာညကကြုံခဲ့ရတဲ့အဖြစ်အပျက်တွေကိုရင်းထဲမှာမျိုးသိရင်အိမ်ရဲ့နှွေးထွေးမှုအောက်မှာအနားယူဖို့အိတ်ခမ်းထဲကိုဝင်သွားကြပါတယ်မနက်ခင်းရဲ့နေရောင်ကြီးကပြတင်းပေါက်ကနေအခန်းထဲကိုထိုးဖောက်ဝင်ရောက်နေပေမဲ့သူတို့သားအဖကတော့နှင်းချိုက်အိမ်မောကျနေကြပါပြီဦးချစ်ဖေကတော့အရင်အမောင်းထောင်ထောင်မောင်းမောင်းနဲ့တန်မာတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားပြီးတောတွင်အတွေ့အကြုံရင့်ကျက်သူတယောက်ပါမောင်နေစောကတော့ဖခင်ရဲ့သွေးအပြည့်ပါပြီးငယ်စဉ်ကလေးကတောထဲမှာခြေချင်းလိန်နေသူမို့သူတို့သားအဖနှစ်ယောက်စလုံးကအမဲလိုက်ဝါသနာကိုအယိုးဆွဲနှစ်ချိုက်ကြပါတယ်ပုံမှန်အားဖြင့်ညဘက်လာတတအချိန်တွေမှာသာတောလိုက်လေးရှိပေမဲ့ဒီတစ်ခါမှာတော့နေခင်းဘက်မှာအမဲလိုက်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်အကြောင်းကတော့မနေ့ညကရာခင်းကပြန်လာတဲ့ရွာသားတွေစီကနေရလာတဲ့သတင်းစကားကြောင့်ပါဦးချစ်ဖေချောင်းရုပ်အထက်ဘက်ကကျွန်တော်တို့ရာအဆက်နားမှာနေကြုံလာတဲ့တမင်ကြီးတစ်ကောင်ကိုမြင်လိုက်တယ်ဖြတ်ပြေးသွားတာတော်တော်ကြီးမဲ့ပုံပဲရွာသားတူကပြောလိုက်တဲ့စကားကြောင့်ဦးချစ်ဖေတို့တားဖာရဲ့မိုးဆိုးစိတ်ကိုနှိုးဆွလိုက်တယ်လို့ပါပဲတမင်ဆိုတာချောင်းရိုးရွာပတ်ဝန်းကျင်မှာရှားပါတတော်တစ်မျိုးမို့ဒီလိုသတင်းကြားရတာသူတို့အတွက်ထူးကဲတဲ့အခွင့်အရေးပါပဲဒီနေ့မနေ့စောစောလင်းအားကြီးချိန်ကလေးကဦးချစ်ဖေတို့တားဖာနိုးနေကြပါပြီအိမ်ဘေးကတဲလေးထဲမှာရှိတဲ့သူတို့ရဲ့အမဲလိုက်ဘက်တော်သားခွေးတွေကိုကြည့်ရင်ဦးချစ်ဖေကဖုန်းနီမဲလုံးမင်းတို့ရဲ့သားတွေကအစင်းသင်းဖြစ်ပြီလားဒီနေ့တော့တောနဲ့ထဲထိနေကြုံရမယ်နော်ခက်ပြောလိုက်ပါတယ်ဖုန်းနီကအနီအောင်တန်းတဲ့အမွှေးတွေနဲ့တန်မာထွားချိုင်းတဲ့ခွေးကြီးတစ်ကောင်ဖြစ်ပြီးတော့မဲလုံးကတော့မဲနဲ့တဲ့အမွှေးတွေနဲ့ခက်တွတ်ခွေးမတစ်ကောင်ပါသူတို့နှစ်ကောင်ကနေအမွှေးလာတဲ့အရွယ်ကောင်းခွေးနှစ်ကောင်ကတော့အခုဆိုမိဘတွေလိုပဲတောလိုက်ကျွမ်းကျင်နေကြပါပြီခွေးလေးကောင်စလုံးဟာသူတို့ရဲ့သခင်တွေရဲ့အမူအရာကိုအနားလဲစွာနဲ့အမိတနှက်နှက်လှုပ်ရင်းအလိုက်တင်တုံ့ပြန်ကြပါတယ်နေအောင်ကြီးနုမြေပြင်ကိုစတင်ကြားရောက်ချိန်မှာပဲဦးချစ်ဖေမောင်နေစော်နဲ့ခွေးလေးကောင်တို့ဟာတောထဲကိုဥတီပြီးထွက်လာခဲ့ကြပါတယ်လမ်းတစ်လျှောက်မှာမောင်နေစော်ကလွယ်ထဲကထမင်းတုံးတဲ့ရေဘူးတွေကိုတေချာလားဆိုတာထပ်မင်းနေမိတယ်ဦးချစ်ဖေကတော့တောထဲကအတန်တွေကိုနားဆွရင်ရှေ့ကနေဖြည်းဖြည်းချင်းရှောက်လန်းနေတယ်ချောင်းအထက်ဘက်ကိုရောက်တဲ့အခါတော့ချောင်းတစ်ပိတ်တစ်လျှောက်ခြေရာတွေကိုစတင်ရှာဖွေပါတော့တယ်။နက်ခင်းရဲ့အိတ်စိမ့်လေးကတောနဲ့တင်းလေးတွေကိုတည်ဆောင်လာပါတယ်။မကြခင်မှာဦးချစ်ဖေကနေစောဒီမှာကြည့်လက်ဆက်နေတော့မယ်ဒီသမင်ကမနဲ့ကမှဒီနေရာဖြတ်သွားတာဖြစ်ရမယ်။လက်ညှိုးထိုးပြလိုက်ပါတယ်။မြေကြီးပေါ်မှာထင်ရှားပုံနှိပ်ထားတဲ့သမင်ခွာရွာတွေကိုတွေ့ရတာနဲ့ခွေးတွေဟာလည်းခြေပြားထောက်ပြီးအနံ့ခံကြပါတော့တယ်။သူတို့ရဲ့စိတ်ထဲမှာအမဲလိုက်ခီးရဲ့အောင်မြင်မှုကိုမျှော်လင့်နေကြပြီလေခြေရအတိုက်ဖြည်းဖြည်းချင်းလိုက်ပါခဲ့ကြရတောနဲ့ထဲကိုပုံမနဲ့ရှိုင်းစွာဝင်ရောက်လာကြပါတယ်တခါတရံခြုံရွယ်ပိတ်ပေါင်းတွေကိုဓာတ်နဲ့ရှင်းပြီးသွားရသလိုတခါတရံတစ်ပင်ကြီးတွေရဲ့အောက်မှာကုန်းကွက်နဲ့တိုးဝင်ရပါတယ်နေမြင့်လာတာနဲ့အမျှပူလာပေမဲ့သူတို့အသားဖာရဲ့မိုးစိုးစိတ်ကတော့အရှိန်မလျှော့ပါဘူးနိုင်ရင်ငယ်ကြအောင်ရှောက်ပြီးတဲ့အခါမောင်နေစောကအဖေခဏနားကြရအောင်လားခွေးတွေလည်းမောနေလောက်ပြီပြောလိုက်တော့ဦးချစ်ဖေးလည်းကောင်းညှိလိုက်တယ်ချောင်းတစ်ပိတ်ကတစ်ပင်အောက်မှာခဏနားကြရင်လွယ်ထဲကထမင်းတုပ်တွေကိုထုတ်ပြီးတော့စားကြပါတယ်ထမင်းပြူနဲ့ငချောက်ဖုတ်ကတောထဲမှာဘယ်တော့မှမစားဘူးတဲ့အရာသာတစ်မျိုးကိုပေးနေတယ်လို့ပါပဲခွေးတွေကိုလည်းသူတို့အတွက်ပြင်ဆင်လာတဲ့ထမင်းနဲ့ရေကိုတိုက်လိုက်ပါတယ်ခွေးတွေဟာလည်းထမင်းကိုအငမ်းမရစားပြီးတော့ရေကိုတောက်ရင်းအမောဖြေကြပါတယ်တိတ်ဆိတ်နေတဲ့တောထဲမှာထမင်းစားနေတဲ့သူတို့သားဖနဲ့ခွေးလေးကောင်ရဲ့မြင်ကွင်းကတကယ်ကိုတဟဇာတာကြားလာပါတယ်အနားယူပြီးတာနဲ့ခြေရခံခီးကိုဆက်ပါတော့တယ်ဒီတစ်ခါတော့ခြေရတွေကပုံမလက်ဆက်လာတာကိုသတိထားမိကြပါတယ်မြေပြင်ပေါ်ကခွာရတွေကအခုလေးတင်ဖြတ်သွားသလိုမျိုးထင်ရှားရှိနေပါတယ်ခွေးတွေဟာလည်းအနံ့ကိုပုံမပြင်းထန်စွာရလာတာနဲ့အမျှသူတို့ရဲ့ဟောင်းတန်တွေကပိုပြီးတော့ကျေးလောင်လာပါတယ်ဖိုးနီတို့မဲလုံးတို့ရှားကြဟဲ့ဦးချစ်ဖေကအတက်တီကိုပြောလိုက်ပါတယ်ရုတ်တရက်ဆိုသလိုရှေ့ကချုံပုတ်ကြီးတွေကနေတမင်ကြီးကလျှက်တစ်ပြက်ပြေးထွက်လာပါတယ်တွေ့ပြီတမင်ကြီးနေစောကလက်ညှိုးထိုးအော်ဟစ်လိုက်တာနဲ့တပြိုင်နက်ခွေးလေးကောင်ဟာဟောင်းတန်တွေပေးပြီးတမင်နောက်ကိုအပြင်းအထန်လိုက်ပါတော့တယ်တမင်ကြီးကလည်းအသက်လူပြေးရမှန်းသိတာနဲ့တရှိန်တို့အရှိန်တင်ပြီးပြေးပါတော့တယ်တစ်ပင်တွေချုံပုတ်တွေကိုဖြတ်ပြီးပြေးပြီးတဲ့နောက်
ရာခင်းတွေဘက်ကိုဥတီပြီးတော့ပြေးနေပါတယ်မွန်းတဲ့နေရာအောက်မှာဝါဝါဝင်းဝင်းတောက်ပနေတဲ့ပြောင်းမှုခင်းအကျယ်ကြီးကိုဖျက်ပြီးအားကုန်ပြေးပါတယ်မြေကြီးပေါ်က6သွေးနေတဲ့ပြောင်းမှုရွက်ကြွေတွေဟာတမင်ရဲ့ခြေလမ်းတိုင်းမှာ6မြည်ပြီးတော့မြေမှုန့်တွေလည်းဝဲပြန်နေပါတယ်သူ့ရဲ့ခြုံမြတဲ့ဥကြိုတွေကပြောင်းမှုပင်တွေကိုတိုက်မိလို့ဖြက်ခနဲ့အတန်တွေလည်းထွက်နေတယ်နောက်ကလိုက်လာတဲ့ခွေးတွေကလည်းပြောင်းမှုခင်းထဲမှာရှူးရှဲနဲ့ပြေးလွှားပြီးဟောင်းနှံတွေကလည်းပို့ပြီးတော့ကျဲလောင်လာပါတယ်ပြောင်းမှုခင်းကုံတော့ဝယုံတော့ထူတစ်ခုစီကိုတမင်ကြီးကလှည့်သွားပြန်ပါတယ်ဝယုံပင်ရဲ့တိတ်တိမှုကြောင့်လမ်းကြောင်းကပို့ပြီးတော့ကျင်းမြောင်းလာပြီးတမင်ရဲ့ပြေးနှုံးကလည်းအနှဲငယ်နှိမ့်ကွေးသွားပါတယ်ဒါပေမဲ့သူကတော့လုံးဝအရှုံးမပေးပဲဝါပင်နေကြားကနေရှိုးပြီးတော့ပြေးပါတယ်ခွေးတွေကလည်းဝယုံပင်နေကြားကနေပြေးလိုက်ခုံလိုက်တိုးလိုက်နဲ့အသေးအတန်လိုက်ပါတယ်ဝယုံတော်ထဲမှာခွေးတွေရဲ့ဟောင်းတန်နဲ့ဝါရက်တွေရဲ့တရှဲရှဲမြည်တဲ့နေကအမဲလိုက်ပွဲရဲ့စက်တိထပွဲကောင်းတဲ့အရှင်ဝါကိုပုံမပြင်းထန်စေနေဦးချစ်ဖေးနဲ့မောင်နေစော်တို့တားဖာလဲခွေးတွေရဲ့ဟောင်းတန်ကိုလမ်းညွန့်အဖြစ်ယူပြီးတောထဲမှာသူတို့အတက်နိုင်ဆုံးအမြန်ဆုံးလိုက်နေကြပါတယ်တခါတရံခြုံပုတ်တွေကချစ်မိလို့အနှဲငယ်နာကျင်ရပေမဲ့သူတို့ရဲ့စိတ်ထဲမှာတော့တမင်ကိုဖမ်းမိဖို့စိတ်ကူးကလွဲပြီးဘာမှမရှိပါဘူးနောက်ဆုံးမှာတော့တမင်ကြီးဟာချောင်းတစ်ဘေးကကဘာအမြင့်ကြီးတစ်ခုစီကိုရောက်လာပါတယ်အောက်မှာတော့ချောင်းရည်တွေစီးဆင်းနေတယ်နောက်မှကပ်ပါလာတဲ့ခွေးတွေရဲ့ဟောင်းတန်တွေကပုံမနိကက်လာပြီးဖြစ်တာကြောင့်ရွေးစရာလမ်းမရှိတော့ပဲတမင်ကြီးဟာချောင်းနာကဝါပင်ကြောက်တပင်ကိုအားပြုတ်ပြီးချောင်းထဲကိုဝုန်းကနေခုန်ချလိုက်ပါတော့တယ်ရေထဲကိုကျသွားတဲ့တမင်ရဲ့နောက်ကိုဖိုးနီမဲလုံးနဲ့ကြံခွေးနှစ်ကောင်တို့ဟာလည်းနောက်မကြအောင်အပြိုင်လိုက်ပြီးတော့ဘွမ်းကနေအတန်တွေနဲ့အတူခုန်ချလိုက်ကြပါတယ်စက္ကန့်မှအတွင်းတမင်နဲ့ခွေးတွေဟာချောင်းရည်ပြေပေါ်မှာရုန်းကန်နေကြပါပြီဦးချစ်ဖေးနဲ့မောင်နေစော်တို့ကတော့ကဘာပေါ်ကနေချောင်းထဲကိုခုန်ချလို့မဖြစ်တာကြောင့်ဆင်းလို့ရတဲ့ချောင်းကဘာဘေးကမြေနေပိုင်းကနေအပြေးလွှာဆင်းလိုက်ကြပါတယ်ချောင်းရည်ထဲမှာခွေးတွေကတမင်ကိုဝိုင်းဝန်းပြီးဆွဲထားတာကိုမြင်တော့မောင်နေစော်ဟာရေထဲကိုခုန်ဆင်းပြီးခွေးတွေကိုကူညီဖို့ကြိုးစားပေမဲ့ဦးချစ်ဖေးကတားလိုက်ပါတယ်နေစော်ခဏဆောင်သူတို့ကိုပဲအရင်လောက်ခွင့်ပေးလိုက်ချောင်းတစ်ဖက်ကိုရောက်တဲ့အခါရာခွင်းပြင်ကြီးတဲ့တစ်ခုမှာခွေးလေးကောင်ဟာတမင်ကိုဝိုင်းပြီးဆွဲထားတာကိုတွေ့လိုက်ရပါတယ်တမင်ကြီးကတော့အားကုန်သုံးပြီးယုံနေသေးပါခွေးလေးကောင်ရဲ့ဝိုင်းဆွဲထားမှုကြောင့်နောက်ဆုံးမှာတော့တမင်ဟာလုံးဝငြိမ်သက်သွားပါတော့တယ်ဦးချစ်ဖေးနဲ့မောင်နေစော်တို့တားဖာတနေ့တာလုံးပင်မနွမ်းနေခဲ့ပေမဲ့ဒီတမင်ကြီးကိုဖမ်းမိလိုက်တာကြောင့်ပျော်ရွှင်ဝမ်းမြောက်နေကြပါတယ်တောလိုက်မိုးဆိုးတူဦးရဲ့ဘဝမှာဒီလိုအောင်မြင်မှုမျိုးကတကယ့်ကိုကျေနပ်စရာကောင်းတဲ့ခံစားမှုတစ်ခုပါပဲတမင်ကြီးကိုမနဲ့ဆွဲယူရင်ချောင်းရိုးရွာလေးစီကိုပျော်ရွှင်တဲ့မျက်နှာတွေနဲ့ပြန်လာခဲ့ကြပါတော့တယ်ရွာထဲကိုဝင်ရောက်လာတာနဲ့သူတို့အသားအဖားနဲ့တမင်ကြီးကိုမြင်လိုက်ရတဲ့ရွာသားတွေဟာဝိုင်းအောင်လာကြပါတယ်ဟာဦးချစ်ဖေးတို့တမင်ကြီးရလာပါလားတော်လိုက်တာဗျာအမလေးလေးဒီလိုတမင်ကြီးမမြင်ရတာကြားပြီစားတဲ့ချီးကျူးတန်တွေအံ့ဩတန်တွေကစူညံနေလို့ပါအဒီနာချင်းတွေဟာအိမ်ရှိကိုရောက်လာကြပြီးတမင်ကြီးကိုစိတ်ဝင်စားလာရောက်ကြည့်ရှုကြပါတယ်ဦးချစ်ဖေးတို့တားဖားကတော့ပြုံးပြုံးချွင်ချွင်နဲ့တောတွေကအတွေ့အကြုံတွေကိုပြောပြရင်ခုံယူနေကြပါတယ်အိမ်ပြန်ရောက်တာနဲ့တမင်ကိုတခြားနေရာချပြီးမောင်နေစောကချက်ပြုတ်ဖို့ပြင်ဆင်มาတော့တယ်ဦးချစ်ဖေးကလည်းကူညီပြီးအသားတွေကိုခုတ်ထစ်ပေးပါတယ်တအောင်လောက်ကြာတော့သူတို့ရဲ့အိမ်ကနေမှုှေးကြိုင်နဲ့တမင်သားဟင်းနှန်းတွေပြန့်နှံ့လို့လာပါတယ်မနေ့ဖက်အတွက်ဆွန်းလောင်းလို့ဖို့ဦးဖျားဖျားဟင်းတစ်ခွက်ကိုတီးတန့်ချန်ထားပြီးတမင်တွေ့ခဲ့တာကိုသတင်းပေးတဲ့ရွာသားတွေကိုကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ဟင်းတစ်ခွက်စီလိုက်ပို့ပါတယ်ဟင်းတွေရောက်သွားတော့သူတို့လည်းဝမ်းသာအားရဖြစ်ပြီးဦးချစ်ဖေးတို့တားဖားရဲ့စေရနာကိုချီးကျူးကြပါတယ်လူမှုရေးကိစ္စတွေကျေးဇူးဆက်ရမယ့်ကိစ္စတွေပြီးစီးသွားမှဦးချစ်ဖေးတို့တားဖားဟာမိသားစုနဲ့အတူတမင်သားဟင်းနဲ့ဓမင်းကိုအဝအပြည့်စားကြပါတော့တယ်တနေ့တာရဲ့ပင်ပန်းမှုတွေတောလိုက်ခီးရဲ့ဆွမ်းစားခန်းတွေကဒီအရသာရှိတဲ့တမင်သားဟင်းတစ်ပွဲနဲ့အတူပျော်ရွှင်ကြည်နူးွယ်ညစာတနက်အဖြစ်ပြောင်းလဲသွားပါတော့တယ်ကျွန်တော်တို့ရဲ့မြန်မာစာကာ channel လေးကိုကြိုက်နေတဲ့ဆိုလို့ရှိရင် like and subscribe လေးလုပ်တော့ခဲ့ပေးပါ